တရားထိုင်9မိနစ်ပဲထိုင်9မိနစ်ပဲတရားမထိုင်ခွင့်တော့ဒီ9မိနစ်ကဘဝမှာအကြာဆုံးဖြစ်မှာအကြာဆုံးဖြစ်မှာတရားထိုင်တဲ့အခါဘယ်လိုထိုင်လဲဆိုဘုံဟိုတရားထိုင်နေကြမဟုတ်ဘူးဆိုရင်အာမငယ်နဲ့ဘုံထိုင်တဲ့နည်းလေးပြောပြမယ်ဝင်လေရှူတဲ့အခါမှာတေနေ3ထိပဲဝင်လေရှူတဲ့အခါမှာခပ်ဖြည်းဖြည်းလေး slow and gentle breathing slow and gentle တေနေနောက်အသက်ကိုခဏလေးအောင်ထားလိုက်1နှစ်3အဲ့လောက်အချိန်ထိအောင်ထားလိုက်ပြီးရင်ထွက်လေရှူထွက်တဲ့အခါမှာ3နှစ်1ပြောင်းပြန်ကြည့်လိုက်အသက်ရှူတာပြန်ပြောပြမယ်ဝင်လေရှူတာ1နှစ်3เนาะဝင်လေကိုခါရန်တနည်းနည်းလေးအားဖို့စိုက်ပြီးတော့အများကြီးတော့မဟုတ်ဘူးနည်းနည်းလေးအားဖို့စိုက်ပြီးတော့အသက်ရှူမယ်အသက်ရှူတဲ့အခါဖြည်းဖြည်းလေးရှူမယ်ပြီးရင်အသက်ရှူပြီးတဲ့အခါခဏလေးအောင်ထားမယ်ပြီးတော့မှအသက်ရှူထုတ်တဲ့အခါ3နှစ်1အဲ့အပြီးခါนี้မှကျတော့3အထိရည်ရနေစပြီးတော့ဘုံဘုံတော့အခု1ကနေ5အထိကြည့်မယ်နှစ်တိုးမှာပေါ့နည်းနည်းလေးဟိုစတမီနာတိုးမယ်ပြန်ပြီးတော့အသက်ရှူထားတဲ့ခါလဲ5 4 3နှစ်1အဲ့5မိနစ်စာပဲတယောက်လာဟိုနေကိုအာယုံကလေးလှုပ်ထားပေးပါဦးဖုံလို့ရင်6မိနစ်ဖြစ်သွားမှာဆိုလို့ဒီကြားထဲမှာအတွေးတွေပေါ်လာရင်အဲ့ဒီကိုယ်အတွေးနဲ့ရံမဖြစ်နိုင်နော် don't fight with your thought အဲ့အတွေးကိုလက်ခံလိုက်ပါဦးအတွေးဖြစ်နေတယ် auto thought automatic thought ဖြစ်နေတယ်သူ့ကိုအဲ့လိုလက်ခံပြီးရင်ဝင်နေထွက်လေစီပြန်လာလိုက်နော်ဝင်နေထွက်လေစီ register release and return register your thought release then release it return to breathing register release and return အဲ့လိုအခုစတယ်နော်စတယ်ခန္ဓာကိုယ်တတထားပါတတထားဝင်လေထွက်လေစာပြီးတော့ရှုရှိုက်ပါ
ကိုမှတင်းနေတာရှိသလားရွှေသားတွေတင်းနေတာရှိသလားမျက်နှာတစ်လျှောက်မှာမျက်နှာတစ်ပြင်းလုံးမှာမေးစီရောဘာဖြစ်နေဖဲရောတင်းနေတယ်ဆိုရင်တင်းနေတယ်ဆိုပြီးတော့လက်ခံပြီးအကျော်လေးရှုပေးပါဝင်လေထွက်လေကိုညင်ညင်သာသာရှုရှိပေးပါညင်ညင်သာသာရှုရှိပေးပါအခုတခါဒီကနေ့9အထိရည်တွေ့ပါအလူရှင်များနဲ့တကွာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးပြည်တွင်းပြည်ပနောက်ပြီးတော့ကမ္ဘာသူကမ္ဘာသားအားလုံးဘေးကင်းရန်ကွာချမ်းသာချမ်းသာကြပါစေဘေးကင်းရန်ကွာချမ်းသာချမ်းသာကြပါစေဘေးကင်းရန်ကွာချမ်းသာချမ်းသာကြပါစေလောကရေးရဓမ္မရေးရနှစ်ဖြားစလုံးမှာကြိုးစားသမျှအောင်မြင်ကြပါစေကြိုးစားသမျှအောင်မြင်ကြပါစေကြိုးစားသမျှအောင်မြင်ကြပါစေမိမိကောင်းကျိုးအများကောင်းကျိုးပူးတွဲပြီးတော့တို့ရဲ့တဲ့ပု္ပ္ပာနိုင်ကြတဲ့ပါရမီရှင်များဖြစ်ကြပါစေ